မင်္ဂလာပါ မင်္ဂလာပါ မောင်လေးကိုမိတ်ဆက်ပေးပါအောင် ကျွန်တော်ဒန်နီပါ ကျွန်တော်လိုကိုပါ လက်တော်လောအမှုပညာလှူရှာမှုအကြောင်းလည်းပြပြပေးပါအောင် ကျွန်တော်လက်တော် club fan နေဖွင့်ပြတယ်ကျွန်တော် producer ဆိုတော့တချင်းနေစက်တီးဖြစ်တယ်ပေါ့ လူကို ကျွန်တော်လည်းတူတူပဲပေါ့ကျွန်တော်အခုလက်တလောကတော့တချင်းတီးပြတာပုံများတယ်ပေါ့event တွေကတော့အနေချင်းလောက်တော့ကျွန်တော်လက်ရှိဖွင့်နေပါတယ် ဟုတ်ကဲ့ပထမအဦးဆုံးအနေနဲ့ပေါ့နော်Pleasing Sass Music Festival မှာပါဝင်ဖြစ်ပုံလေးကိုပြပြပေးပါအောင် ကျွန်တော်ဒီ first day မှာပါဝင်ရတဲ့ရွေချက်ကကျွန်တော်တို့ဒီ fresh new young talent ပေါ့ကျွန်တော်တို့ဒီလူငယ်တွေကြီးပဲအဲ့လိုပါဝင်တင်ဆက်မဲ့ပွဲဆိုတော့ကျွန်တော်လည်းအဲ့လိုအားသက်တရောနဲ့ပါဝင်ဖြိုးရင်းဖြစ်တာဖြစ်ပါတယ် တန်ရရော ကျွန်တော်ရှေ့ Pleasing Sass ပွဲဒီမှာလည်းကျွန်တော်မြင်တွေ့ရတယ်ပေါ့လေဒီsound mic တွေပေါ့ပွဲရဆိုတော့အခုပွဲမှာလည်းလာပြီးတော့ကန်လန်အတွက်ပြောင်းပေါင်းဖြစ်တော့ ဟုတ်ကဲ့နောက်တစ်ခုကကြတော့အမှုပညာဖန်တီးမှုတစ်ခုလုပ်ဖို့ပေါ့နော်စိတ်ကူစိတ်တိုင်း inspiration တွေကိုပုံမှန်အားဖြင့်ဘယ်နေရာနေပြီးတော့မှယူလေးရှိလဲပေါ့ ကျွန်တော်ကတော့ music platform ပေါ့အဓိကကတော့ဒီ new channel တွေ producer တွေတင်လာတဲ့ track တွေကနေပဲကျွန်တော် inspiration ဖြစ်တာမျိုးရှိတယ်ဆိုတော့သူတို့တင်တဲ့ content တွေသူတို့ရဲ့ social တွေကနေပဲကျွန်တော်ဒီတချင်းတွေအဓိကတချင်းများများနားထောင်ပြီးတော့ပဲဒီတီးတဲ့ချိန်တိုင်းပြန်ပြီးတော့သုံးချဖြစ်တာပေါ့ဒါကြီး ဟုတ်ကဲ့လူကိုရော ကျွန်တော်ကတော့ဘယ်လိုပြောမလဲတချင်းနားထောင်ပြတာပေါ့သူများချင်းများ genre မျိုးစုံကိုကျွန်တော်လိုက်နားထောင်ဖြစ်တယ်လိုက်နားထောင်ပြီးတော့အဲ့ရနေဘယ်လို influence ရမလဲ inspiration ဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်အများအားအဲ့လိုလိုက်ပြီးလေ့လာကြည့်တယ်ပေါ့ everything ပေါ့ကျွန်တော် YouTube ပဲဖြစ် Spotify ပဲဖြစ်ပေါ့အဲ့လိုနေရာနေပဲ inspiration ရများပါတယ်ပြီးတော့ဒီလို environment တွေကလည်း inspiration ရတာမျိုးလည်းရှိတာပေါ့လို့ key ထွက်တာတို့ဒီလို environment ပြောင်းသွားတဲ့နေရာမျိုးတွေမှာလေ ဟုတ်ကဲ့ မျိုးပေါ့ဟုတ် ဟုတ်ကဲ့ဖန်တီးမှုတစ်ခုမလုပ်ခင်မှာပေါ့နော်ကြုံရလေးရှိတဲ့ creative block တွေရောဘယ်လိုမျိုးနည်းလမ်းမျိုးနဲ့ဖြည့်ရှင်းလေးရှိလဲအဲ့ဒါလေးကိုလည်းဖြည့်ပေးပါအောင် creative blog ဖြစ်တယ်ဒါကတော့လူတိုင်းဖြစ်တယ် producer တိုင်းဖြစ်တယ်တခြားနယ်ပယ်ကျွမ်းကျင်တွေအကုန်လုံးလည်းဒီ creative blog တဲ့ဟာတော့ problem ကတော့ရှိတာပဲလေဆိုတော့ creative blog လို့ရှိရင်ကျွန်တော်ကတော့ဒီ2ရက်3ရက်လောက်ချင်းမတီးတော့ဒီပဲချင်းတွေပြန်နားထောင်တယ်ဒီနားထောင်ရင်းနဲ့မှပြန်ပြီးတော့ idea ပြန်ရတာပေါ့အဲ့လိုပဲဒီလိုပဲ creative blog တော့ဖြည့်ရှင်း ဖြည့်ရှင်းရအောင်လူကရောဘယ် ကျွန် လို တော် ဖြည့်ရှင်းလဲ အဲ့လိုဒါပေမဲ့ကျွန်တော်ကတော့နည်းနည်းအချိန်ပိုယူရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တစ်ပတ်သုံးပုံနှစ်ပတ်လောက်ယူမှကျွန်တော်အဲ့လိုနေတိုင်းနီးပါးတီးတာအရင်ချိန်နေများတော့လေအဲ့လို creative blog ခဏခဏတော့ဖြစ်တယ်အဲအကြောင်းကျွန်တော်အဲ့လိုတစ်ပတ်လောက်အချိန်ယူရဲအဲ့လိုရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်အဲ့လိုတခြားအဲ့လို hobby လေးတခြားဟာလေးလိုက်လုပ်ကြည့်တာပေါ့အဲ့လိုပဲ creative blog ကျွန်တော် နုပညာလက်ရာတစ်ခုကိုပေါ့နော်ပရိသတ်လက်ထဲကိုထည့်ဖို့ဘယ်အချိန်မှာ ready ဖြစ်တယ်လို့ခံစားရလဲ အဲ့လိုကြတော့ကျွန်တော်တချင်းတီးပြီဆိုရင်တော့ကျွန်တော်အဲ့လိုဘယ်လိုပြောအောင်လဲပြီးမြောက်အောင်အချိန်ကြာကြီးယူပြီးတော့တီးရပေါ့အဲ့လိုတီးပြီးတော့နောက်ဆုံး final product ကိုကျွန်တော်အဲ့လိုစိတ်အားထက်သန်ပြီးတော့အဲ့လိုစိတ်ကျဉ်မှု 100% အဲ့လိုရှာရမှာကျွန်တော်အဲ့လိုချပြရများတယ်ပေါ့အဲ့လိုပါပဲ တနည်းရော finalize ပေါ့လေအကုန်လုံးတီးရတာတွေရောဒီနောက်ဆုံး content တင်မဲ့အထိပေါ့ visual တွေရောအကုန်လုံး ready ဖြစ်ပြီဆိုမှချပြတာပေါ့ ချပြရဟုတ်ကဲ့ပါအနုပညာရှင်တယောက်အတွက်အောင်မြင်မှုဆိုတဲ့အဓိပ္ပာယ်ကဘာလဲဒါငွေကြေးလားလူသိများမှုလားဒါမှမဟုတ်စိတ်ကျဉ်မှုလားဘယ်ရာကပို့ပြီးအရေးကြီးရလို့ထင်လဲဒါမှမဟုတ်အကုန်လုံးအတူတူပဲလား တူတော့မတူဆိုတော့စိတ်ကျင်အဓိကတော့ကိုတီးတဲ့တခြင်းကစိတ်ကျင်မှုရှိနေရပါမယ်ကိုကြိုက်ရင်သူများရင်လည်းကိုနဲ့တူကြိုက်တဲ့လူရှိမှာပဲဆိုတော့ဒီတခြင်းတစ်ခုကပေါက်သွားတဲ့ဘာညာဆိုရင်အောင်မြင်သွားပြီပေါ့ဆိုတော့ဒီငွေကြေးရတော့လိုက်လာမှာပါဒါရတော့ အဲဆိုရင်ဒန်နီရဲ့အတွက်ကတော့အောင်မြင်မှုတချင်းတီးရဲ့နေရာမှာစိတ်ကျဉ်မှုကအရင်ဆုံးရအောင်ယူပြီးမှဒါတွေကနောက်ဆုံးအဆင့်ပြန်ဖြစ်သွားတာပေါ့ဟုတ်ကဲ့လူကိုအနေနဲ့ကြတော့ ကျွန်တော်အတွက်ကကျတော့သုံးခုလုံးရေးပါတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအောင်မြင်မှုအတွက်ကငွေကြေးလဲလိုတယ်ပေါ့ငွေကြေးလိုရဲဆိုတာကျွန်တော်တို့ invest ပြန်လုပ်မယ့်နေရာတွေလည်းရှိရပေါ့အားကြောင့်ကျွန်တော်ဒီသုံးခုလုံးတော့အရေးကြီးတယ်လို့ထင်တယ်ကျွန်တော်အတွက်အောင်မြင်မှုကကျတော့ဘယ်လိုပြောရမလဲကျွန်တော်ဒီလိုတီးလိုက်တဲ့သချင်းတစ်ခုကိုလို့ international artist ဘယ်သူပဲဖြစ်ဖြစ်ဖွင့်တာပေါ့ကျွန်တော်တို့အဲ့အောင်မြင်မှုလို့ပဲကျွန်တော်အဲ့လိုခံယူထားရပေါ့ဘယ်လိုအရင်ဘယ်လိုအောင်မြင်မှုလို့တော့မဟုတ်ဘူးကျွန်တော်တို့ကျွန်တော် my opinion အနေနဲ့ကျွန်တော်အောင်မြင်မှုပေါ့အဲ့လိုနောက်တစ်ခုကြတော့အနုပညာဖန်တီးမှုမှာကိုပြစ်ချင်တဲ့အရာ passion နဲ့ပရိသတ်ကြိုက်မဲ့အရာပေါ့နော် market ကြားမှာဘယ်လိုမျိုးညကျင်ကြီးလေးရှိလဲ ကျွန်တော်ကတော့ကိုကြိုက်တာပဲကိုလုပ်တာများတယ်ပေါ့အဲ့လိုပြောရမယ်ကျွန်တော်ကြိုက်တာပဲကျွန်တော်လုပ်တာပါအဲ့လိုပြိသက်ကိုတော့
ကြည့်တော့ကြည့်ပါဒါပေမဲ့အဲ့လိုကျွန်တော်ချိတ်လာလို့တာများတယ်ပေါ့ ကျွန်တော်စိတ်ကလောက်တာများတယ်โอเคဒန်နီယယ်အနေနဲ့ကြတော့ ကျွန်တော်အဓိကတီးကျင်တဲ့ဟာတွေကြတော့ဒီမှာ market မရှိဗျာအမှန်တိုင်းပြောရရင်ဒီ melody ဒီ pop တွေဒီဖြစ်တဲ့ deep house တွေအဲ့လို catchy ဖြစ်တဲ့ဟာမျိုးတွေကြတော့ဒီမှာ club တွေမှာဖွင့်လို့မရဆိုတော့ဒါကတော့ commercial တီးရနဲ့ကိုလှုပ်ချင်တဲ့ဟာတော့50-50လောက်တော့ face ပြီးမရဘူး ဟုတ်ကဲ့ပါအနုပညာရှင်တယောက်အနေနဲ့ပေါ့နော်ကိုအားမြဆုံးအချက်ကရောဘာတွေဖြစ်မယ်လို့ထင်လဲ အားမရတယ်လို့တော့မရှိဘူးပေါ့ဒါပေမဲ့ပြောပြမယ်တချင်းတီးရဲ့အပိုင်းလောက်ပါ creative block ဖြစ်နေတဲ့အချိန်မျိုးလို့ပေါ့အဲ့လိုမျိုးတွေပေါ့အဲ့လိုချိန် အရင်လှုပ်ချင်နေတဲ့အချိန်မှာလို့မလုံနိုင်ပဲဖြစ်နေတာမျိုးပေါ့အဲ့လိုမျိုးပေါ့အချိန်တွေပဲအားမရတာပါ ဟုတ်ကဲ့ ကျွန်တော်တော့မရှိပါ ဟုတ်ကဲ့ တူတူပါပဲ creative အဲ့လို blog တဲ့ဟာမျိုးချင်းတီးရဲ့အပိုင်းမှာဒီကပြီးရင် release တဲ့အပိုင်းနေပေါ့အဲ့လိုမထုတ်နိုင်တာတွေပိုင်းအဲ့လိုမျိုးကတော့တကယ်အားမရအဲ့ဒါ ဒီချိန်နေရောက်လာဖို့အတွက်ပေါ့နော်ဘဝမှာဘလို့အရာတွေကို stay ခဲ့ရလဲအဲ့လိုအရာတွေအတွက်ကောနောင်လာရမျိုးရှိလား stay ခဲ့ရမျိုးတော့မရှိဘူးနောင်တာကတော့မရဘူးဒါပါကိုရွေးတာကိုလမ်းပဲကို passion ပဲဆိုတော့ကိုလှုပ်ချင်တာတော့လှုပ်နေရဆိုတော့နောင်တာတော့မရဘူး ကျွန်တော်လည်း stay ရတော့မရှိပါဘူးနောင်လာလည်းမရှိပါဘူး နောင်လာလည်းရှိစီရမယ်ရှိစင်ပြေရဲ့ဆိုအနုပညာအလုပ်ကိုမလုပ်ဖြစ်ခဲ့ဘူးဆိုရင်ရောဒီချိန်မှာမလုပ်နိုင်မယ်လို့ထင်လဲ ကျွန်တော်ဆိုရင်တော့ business မှာဖြစ်နေတယ်ထင်တယ် business မှာဖြစ်နေ business လုပ်တစ်ခုကိုလုပ်ဖြစ်နေမှာထင်တယ်ဒီ2020နောက်ပိုင်းဆိုရင်တော့ maybe ကျွန်တော် trainer fitness trainer တယောက်တော့ဖြစ်နေလောက်ရှိတယ် အဲ့ဆိုရင် artist မဖြစ်ခင်ဆိုလို့ရှိရင်မဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဗာလေ trainer ဖြစ်နေမှာပေါ့ body trainer body builder trainer ဖြစ်နေလောက် ကျွန်တော်တော့အဲ့လိုကြောင်းတက်ပြီးစီးပွားရေးတစ်ခုခုတော့လုပ်နေမယ်လို့ထင်တာပဲအဲ့လိုတခြားတော့မပြောတတ်ဘူးအဲ့လိုကြောင်းတက်မယ်အဲ့လိုကြောင်းတက်ပွဲယူပြီးတော့အဲ့လိုဒီတိုင်း normal life တစ်ခုပဲဖြစ်မှာ တန်းနေမှာပေါ့နော်လွန်ခဲ့တဲ့နှစ်တွေပေါ့နော်စတင်အချီချခါစားပေါ့နော်အချိန်ကကိုပြန်တွေ့ရမယ်ဆိုလို့ရှိရင်ဘယ်လိုစကားမျိုးပြောချင်လဲ ရှင်းနေတာ ကျွန်တော်တချင်းပြီးအောင်တီးစေချင်တယ်ပေါ့ကျွန်တော်အရင်အချင်းရှိရအဲ့လိုကျွန်တော် draw လောက်ပဲတီးပြီးကျွန်တော် big art တွေမတီးဘူးဗျာကျွန်တော် intro တွေမတီးဘူးဒါပေမဲ့အဲ့လို project တွေအများကြီးရှိရ draw လောက်ပဲရှိရအဲ့လိုအရင်အဲ့လိုနည်းနည်းမျောတဲ့အချင်းအဲ့လိုရှိရပေါ့အဲ့ဒါမကြိုက်ပါဘူး တူတူပဲဟုတ်တယ်မျောတဲ့ဟာပေါ့အဓိကတော့နေတိုင်းတချင်းတီးနေဖို့ပြန်ပြောချင်တာ နေရာဒီဘုတ်ချက်ပြန်ပြောချင်ချင်းနေအသက်တွေရောအများကြီးထွက်ဖို့ရောရှိလား ရှိပါတယ်ဒါ အခုခေတ်စားနေတဲ့ AI ဒါမှမဟုတ် digital ခေတ်ရည်စီချောင်းတွေချောင်းမှာပေါ့နော်အနုပညာရှင်တယောက်ရဲ့လူသားဆန်တဲ့လက်ရာဘယ်လောက်ထိအရေးကြီးသေးတယ်လို့ထင်လဲအခုက digital ခေတ်ဆိုတော့ AI နေမှာလည်းအများကြီးသိချင်တာရမေးလို့ရနေတဲ့ခေတ်ဆိုတော့ ဟုတ် ဘယ်လောက်ထိအရေးကြီးတယ်လို့ထင်လဲလူသားဆန်တဲ့လက်ရာ AI နေတော်တက်လာတော့တွေ့တယ်ဒီတချင်းတွေလည်းတီးခိုင်းလို့ရတယ်ဆိုတော့ဒါဒီ AI နေတချင်းတီးခိုင်းနေဆိုတာကတော့မမီကျွန်တော်ထင်တာကဘယ်လို့မှမမီဘူးကွာ producer တယောက်တီးရပါဘယ်လို့မှမမီသူ color သူ့ရဲ့ color တော့ထွက်မှာမဟုတ်ဆိုတော့ကောင်းပါတယ်ခေတ်စားလာတော့ကောင်းတယ်ဒါပေမဲ့ producer တီးထားတဲ့လက်ရတော့မမီဘူး မင်းနိုင်လူကိုကြတော့ ဒီ AI digital music ကကျွန်တော်ကောင်းတာတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလူသားတယောက်တီးတဲ့သချင်းတစ်ပုဒ်နဲ့ရှင်မယ်ဆိုရင်တော့အဲ့လိုဘုံနဲ့ရေလိုကွဲတာပေါ့ကွာတော့တော်တော်ကွာတာပေါ့ဘယ်လိုပြောရမလဲကျွန်တော်တို့မှာဒီ artist time မှာသူတို့ရဲ့ signature ရှိရယ် unique ဖြစ်တဲ့အဲ့လို sound တွေရှိရယ် element တွေရှိရယ်ပေါ့အဲ့ဒီသချင်းတွေကဘလုံးမှာ AI ဖန်တီးလို့မရနိုင်တဲ့အဲ့လိုအရာတွေပေါ့ တယောက်နဲ့တယောက် talent တွေကလည်းမတူမှမတူတာ ဟုတ်ကဲ့ เนาะ အဲ့လိုလက်ရကွဲတယ်ပေါ့ကျွန်တော်ထင်တာဟုတ် ဟုတ်ကဲ့ပါဒီပွဲကို biggest spoiler experience in မြန်မာဆိုပြီးတော့ကြီးညာထားတာရှိရယ်ခေါ်ထားတဲ့ international artist တွေကလည်းဒီ boiler ရဲ့ icon တွေ boiler culture ရဲ့ icon တွေဖြစ်နေတယ်ပေါ့နော်ဒီ boiler culture ကလည်း artist တွေကသူတို့တကယ်နှစ်သက်တဲ့ music တွေကိုချပြတဲ့နေရာဆိုတော့ဒီပွဲမှာ logo နဲ့ Danny ရဲ့စီကနေပြီးတော့ဘယ်လို exclusive ဖြစ်တဲ့ set တွေကိုပြည်သက်တွေကမျှော်လင့်ထားလို့ရမလဲ exclusive ကတော်တော်ဖြစ်ပါပါ တော်ဖြစ်မှာ ပြောပါကျွန်တော်တို့အချိန်တော်တော်ယူပြီးလုပ်မှာပါဒီ ခုကလုံးနေ တော့ ခုကလုံးနေအချင်းသက်တွေအများကြီးရောဒီပွဲမှာချပြဖို့ရှိ တပုတ်လောက်တော့ကျွန်တော်ချပြဖို့စဉ်းစားထားပါတယ် ဟုတ်ကဲ့ Danny ရော တူတူပဲချင်းနေတူလောက်တာချင်းတွေရောသူဟိုလောက်တာ ID တွေရောအကုန်လုံး exclusive ဖြစ်မယ်လို့ထင်ပါတယ်အကုန်လုံးတော့ တစ်ဆက်လုံးလေးပါကျွန်တော်တို့သချင်းလေးကျွန်တော်သချင်းလေးအကုန်လုံးလေးပါဖြစ်မှာပေါ့လို့
boiler stage ကလေတခြား stage တွေနဲ့မတူဘဲနဲ့ပရိသတ်ကကိုယ့်ရဲ့လက်လန်းမိတဲ့အကွာဝေးမှရင်ရှိနေမှာဆိုတော့ဒီလို direct ဖြစ်တဲ့ energy က artist တယောက်ရဲ့ဖျော်ဖြေမှုပေါ်မှာရောဘယ်လိုထူးထူးခြားသက်ရောက်မှုမျိုးရှိလဲ ကျွန်တော်တော့အဲ့လို audience နဲ့တသားတွေကိုကျွန်တော်အရန်ကြိုက်တယ်ပေါ့ဘယ်လိုပြောရမလဲကျွန်တော်ဒီ boiler experience မျိုးကဒီနိုင်ငံမှာလည်းတိတ်မရှိသေးဘူးတကယ် real boiler experience ကလေကျွန်တော်ပြီးတော့ audience နဲ့တသားတွေကကျွန်တော်အတွက်ကအဲ့လိုဘယ်လိုပြောရမလဲ keep in touch အရန်ဖြစ်တယ်ပေါ့ကျွန်တော်တာမန်ဖျော်ဖြေနေတဲ့နေရာရင်းနဲ့ရှင်ပေါ့ကျွန်တော်တို့အရန်ကြိုက်ပါတယ် ဟုတ်ကဲ့ ပရိသတ်တွေဘေးမှာရှိနေတာကိုအတွက်လည်းပို့ပြီးတော့ hype ဖြစ်စေတယ်ကွာဆိုတော့ဒီ experience ကကောင်းပါတယ်ဒီမှာအဲ့လိုတိတ်မရှိဘူး festival ဆိုတော့ပို့ပြီးတော့ကြီးတာပေါ့ logo နဲ့ Daniel နဲ့ဒီလိုမျိုး boiler room concept နဲ့ပြုလုပ်တဲ့ပွဲဟာဒီမြန်မာ electronic music sing strap ဘယ်လောက်ထိအရေးပါတယ်လို့မြင်လဲ ရေးပါတယ်ဒါကတော့ဒီမှာမရှိဘူးလေဒီမှာပွင့်နေပြောရဒီလို festival ဒီပရိသတ်တွေဘေးမှာရှိနေတဲ့ဟာမျိုးอ่ะကျွန်တော်မရှိဘူးတော့ထင်မရှိတော့เนาะရှိလို့ထင်တာပဲဘာလို့ဆို club တွေ event တွေမှာပဲရှိရပါဆိုတော့အရင်ကလှုပ်ဘူးရဟာဆိုတော့ 3cc stage တော့ပဲရှိရဒီ audience တွေနဲ့သားလည်းမရှိဘူးကွာဆိုတော့ဒါကြီးကဟို industry အတွက်လည်းရေးပါတယ်ကွာကျွန်တော်ဖွင့်ရရဲ့ကျွန်တော်တို့အခွင့်အလမ်းရတဲ့လူတွေအတွက်လည်းပို့ပြီးတော့ proud ဖြစ်စေရကွာ practice ဟုတ် logo အနေနဲ့ကြတော့ အရေးတော်ကြီးတယ်လို့မြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့လိုခုနက Daniel ပြောသလိုပဲအဲ့လို audience နဲ့ keep in touch ဖြစ်ဖို့ကဒီလိုဟာမျိုးမှာကျွန်တော်တို့ keep in touch ဖြစ်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေကိုဘာလို့ခိုင်းမလဲ bounce ခိုင်းမလား jam ခိုင်းမလားအဲ့လိုမျိုးကျွန်တော်တို့တသားလေးဖြစ်အောင်လုပ်လို့ရတယ်ဗျာ boiler ကျွန်တော်တို့ boiler room YouTube မှာလည်းကြည့်လို့ရတယ်လေအဲ့မှာ rosa တို့ calling တို့တီးတဲ့ပုံစံအကုန်လုံး bounce ဖြစ်နေတဲ့ပုံစံပေါ့အဲ့လိုလုံးဝ energy နဲ့ level မျှပြီးတော့ရှိသမျှအကုန်လုံး high ဖြစ်နေတဲ့ပုံစံဆိုတော့တော်တော်ရေးကြီးပါတယ်ဟုတ် pleasing sense ရဲ့အရင်ပြီးခဲ့တဲ့အရင်ပွဲတွေမှာ logo ပါခဲ့ပူရယ်နော် ဟုတ်ကဲ့ဗျာ အဲ့ဒီပွဲရဲ့ production အပြင်စင်နဲ့အဲ့ပွဲကိုလာရောက်ကြတဲ့ပရိသတ်တွေရဲ့ vibe ကဒီ artist ဦးရဲ့ဒီ performance ပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုမျိုးရှိလဲ 100% တက်ရောက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပွဲကိုလာတဲ့ audience ကဒါအဓိကဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ crowd အများကြီးဖြော်ပြမှုတယ်ဒါပေမဲ့ crowd တိုင်းကသူတို့ကဘယ်လိုပြောမလဲ memories တစ်ခုစီပေးတယ်ပေါ့ကျွန်တော်တို့လေအဲ့လို high တဲ့ crowd လားဒီတိုင်းပဲတည်ငြိမ်တဲ့ crowd လားအဲ့ဒါမျိုးကတော့ကျွန်တော်တို့တော်တော်အရေးပါတယ်ပေါ့ pleasing sense ကလည်းအများနဲ့ always high ပေါ့ကျွန်တော်တို့တွေ့ရပါတယ် crowd ကအများနဲ့ 100% giving energy ပေါ့ stage အပြင်စင်တွေကတော့ရှေ့ပွဲမှာမြင်ရတဲ့အတိုင်းပဲမိုက်တယ်ပေါ့လေအကုန်လုံးက unique ဖြစ်နေတာပေါ့ဒီ audience တွေကလည်းအကုန်လုံး hype ဖြစ်ကြပါတယ်ဒီကခုနပြောလို့ live audience နဲ့ဆိုင်ရလေဆိုတော့ crowd တွေကတော့ကျွန်တော်ရှေ့ပွဲမှာလုံးဝမိုက်နေအောင်မြင်နေရပါ ဒီပွဲမှာရောဘယ်လိုမျိုးမျှော်လင့်ထားလဲတူတူတောင်းချမ်းဖို့ရောမျှော်လင့်ထားလား Boiler ဆိုတော့အဲ့ပေါ့ပို့ပြီးတော့ တောင်းရမှာ ပို့မိုက်ပါပေါ့ နောက်တစ်ခုကျတော့လေဖြော်ပြမှုတစ်ခုမှာ artist ရဲ့စွမ်းဆောင်ရည်အပြင် stage နဲ့ production ရဲ့ support အောင်ဘယ်လောက်ထိအရေးကြီးရလို့မြင်လဲ အဲ့ဒီနှစ်ခုကတော့အဲ့လိုဒွန်တွဲနေရပါတော့ကျွန်တော်တို့ဒီဘက်လည်း 100% လို့ဒီဘက်လည်း 100% လို့ပဲပေါ့ကျွန်တော်တို့လို့ထင်တယ် ဟုတ်ကဲ့ ရေးပါတယ်ပါဆိုတော့ဒီ lighting တွေရောအကုန်လုံး visual တွေရောနောက်ဆုံးဒီ CO2 special effect လွတ်တာအစားအကုန်လုံးကဒီ drop မှာဖောင်းဆိုလွတ်လိုက်တဲ့ဒီ audience တွေကဒီ hype ဖြစ်သွားတဲ့ reaction တွေပေါ့ဒါကြီးကအကုန်လုံးကမိုက်တယ် ဒီ artist ရောက်အနေနဲ့ပေါ့နော်ဒီလို quality အသားပေးတဲ့ production နဲ့လက်တွဲအလုပ်လုပ်ရတာရောဘယ်လိုမျိုးခံစားချက်ရှိလဲ ဘယ်လိုပြောရမလဲအရန်ဝမ်းသာပါတယ်အရင်တော်တော်ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ဒီလို best of the best production နဲ့လက်တွဲဝင်ရတဲ့အတွက်ကျေးဇူးလက်တင်ပါတယ်ကျွန်တော်အရန်လည်းဝမ်းသာပါတယ်ဟုတ် ဟုတ်ပြီပါဒီ production ကဒီအကောင်းဆုံးပဲဒီဆိုတော့မြင်မှုညတယ်မှာဆိုတော့မိုက်ပါတယ် မိုက်ပါပွဲလာပရိသတ်တွေအနေနဲ့ဒီပွဲကနေပြန်သွားတဲ့အခါမှာဂီတအပြင်နောက်ထပ်ဘယ်လိုမျိုးခံစားမှုလေးတွေကိုရသွားစေချင်လဲဒါ personally ပေါ့လေ boiler experience ပေါ့လေပွဲလာဒီ boiler experience နဲ့ဒီ stage shot ဒီအားတော့ဒီမှာမမြင်ဘူးကြအောင်ဆိုတော့ပထမဆုံး festival အနေနဲ့မြင်ရမှာပေါ့လေဆိုတော့သူတို့ရဲ့ stage production တွေကျွန်တော် music တွေအကုန်လုံး exclusive တွေပေါ့လေဒီ experience တွေအကုန်လုံးရတော့မှာပါ သူတို့အတွက်အဲ့လိုအမှတ်တရတစ်ခုဖြစ်သွားရင်ကျွန်တော်ကျဉ်းတတ်ပါတယ်ဘယ်လိုပြောရမလဲအဲ့လို audience နဲ့ artist နဲ့အဲ့လို memory တစ်ခုဖြစ်သွားရင်ကျွန်တော်အဆင်ပြေပါတယ်ကျဉ်းတတ်ပါတယ်
နောက်တစ်ခုကလေ pleasing sense ကလေရိုးရိုးရှင်းရှင်းပွဲလောက်တာထက်ပိုပြီးတော့ဒီ creative ဖြစ်တဲ့အမှုပညာဆန်တဲ့ approach တွေကိုလောက်လာတာဆိုတော့ဒါ local electronic music scenes အတွက်ဘယ်လောက်ထိအလားအလာရှိရလို့မြင်လဲ ဒီ festival ကကျွန်တော်2020ရှေ့ပိုင်းမှာအများကြီးပဲဗျာဒီမြန်မာကြီးရဲ့ industry ကကိုယ်တိုင်းဖြစ်ခဲ့ကာလတွေပေါ့ဒီနောက်ပိုင်းမှာတော်တော်ငြိမ်သွားပြီဆိုတော့ဒါပြန်လာတဲ့အချိန်မှာဟို artist တယောက်အနေနဲ့တော့ဒါဝမ်းသာတယ်ပေါ့ဒါလုံးဝမိုက်တယ်ဒီဖြစ်တဲ့ဟာမျိုးပေါ့ပြန်ဖြစ်ရတော့မှာဆိုတော့ အခုပွဲမှာ back to back ဖျော်ပြမှာဆိုတော့နှစ်ယောက်ကြားမှာရှိတဲ့ chemistry ကနေပြီးတော့ဘယ်လိုမျိုး unique ဖြစ်တဲ့ energy ကိုပြည့်သက်တွေကိုယူဆောင်လာပေးဖို့ရှိလဲ ကျွန်တော်ထုံးစံတိုင်းပေါ့ Daniel နဲ့ကျွန်တော်နဲ့က last 3 years လောက်တည်းက back to back play လာဆိုတော့ဒီမှာတော့တော်တော် exclusive ဖြစ်ဖို့ကျွန်တော်တို့စူးစမ်းမှာပါပြင်လဲပြင်ဆင်မှာပါအကောင်းဆုံးပေါ့ ဟုတ်ကဲ့ တော်တော်ပြင်ဆင်တာပါဒါ exclusive ဖြစ်အောင်ပေါ့တခြားရှိမှာ back to back ဖွင့်ခဲ့တဲ့ပွဲတွေနဲ့မတူအောင်ဆိုတော့ special ပေါ့ performance ကအစားပေါ့ဒီဖွင့်တာပဲမဟုတ်ဘဲနဲ့ကျွန်တော်ဘယ်လို performance ဆိုတာ reaction လုပ်မလဲ key touch လုပ်မလဲဆိုတော့မျိုး ဒီပွဲမှာပြည့်သက်တွေနဲ့အတူတူရောဘယ်လောက်ထိတောင်းကျမ်းဖို့အားခဲထားလဲ တော်တော်အားခဲ့တာအခုကပြင်ဆင်နေပြီ ကိုယ်ဟိုက်နေပါ ခုရဟိုင်းနေအဲ့တော့ဒီပွဲကဘာကြောင့်လက်လွတ်မခံတင်တယ်လဲဆိုတာရောပြပြပေးလို့ရမလား ဘယ်လိုပြောမလဲတကယ် real boiler room experience ရမယ်ပွဲလည်းဖြစ်တယ်ပြီးတော့ဒီ first day က production ကို 100% ပေးမယ်ပွဲလည်းဖြစ်တယ် artist တွေအကုန်လုံးကလည်း boiler room ရဲ့ icon တွေလည်းပါမယ်ဒီ young new fresh talent မြန်မာနိုင်ငံအကုန်လုံးလည်းပါမယ်ဆိုတော့လုံးဝတော်တော်ကျန်းတဲ့ပွဲတစ်ခုဖြစ်မှာ first day တစ်ခုဖြစ်မှာ တကယ်ပြော ဒီ ပေး ပွဲ ပါ က Rota တို့ Colin တို့ Maguru တို့ဆိုသူတို့လည်းလာမှာဆိုတော့ Byron ရဲ့ icon တွေပေါ့လေဒီ Rota လို့ဆိုရင် Garage တွေ Baby တွေသူတို့တစ်ဆက်လုံးလုံးဝဖွင့်သွားတဲ့ဟာဒီ Byron YouTube channel မှာတော့ကြည့်နိုင်ပါတယ် audience တွေအနေနဲ့ဆိုတော့သူတို့တွေလည်းလာမှာဆိုတော့ဒီ Byron ရဲ့ experience ကတော့တကယ် share ဖြစ်မှာပေါ့ဆိုတော့ကျွန်တော်တို့ဒီ new channel တွေလည်းအများကြီးပါတယ်ဆို local power တွေပေါ့လေဆိုတော့ဒီလာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ် โอเคအခုလိုခေတ်စားပေးရတဲ့အတွက် Daniel နဲ့ logo နဲ့ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါ thank you ပါ